အားလုံးပဲမင်္ဂလာပါတိရှိဖို့သက်ရှမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop မှာမြန်မာစာဘယ်လိုရိုက်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပြီးတော့မှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့စာရိုက်ဖို့အတွက်ဆိုလို့ရှိရင်ဒီရဲ့ T ပုံစံလေးနဲ့type 2ကိုယူပေးရမယ်ပေါ့နော် type 2ကိုယူပြီးသွားပြီဆိုလို့ရှိရင်ဒီနားလေးမှာ form နေရာမှာမြန်မာစာရိုက်ဖို့အတွက်ဆိုလို့ရှိရင်များတော့အပြင် win form နဲ့ရိုက်ကြတာများတယ်ပေါ့နော်ဒီမှာ win ဆိုပြီးတော့ရိုက်ထည့်လိုက်ရင်ရပါတယ်ဝင်ဒါဆိုလို့ရှိရင်တော့ win form တွေအများကြီးထွက်လာတာတွေ့ရပါလိမ့်မယ်အဲ့ဒီမှာကိုတဘောကြတဲ့ form ပုံစံလေးကိုလာရွေးပြီးတော့ရိုက်လိုက်လို့ရပါတယ်ပြီးတော့ရင်တော့ဒီမှာ form size လေးကိုလာပြီးတော့ချိန်လို့ရပါတယ် form size ကြီးလေးလို့ရှိရင်တော့ကြီးလေးထားပြီးတော့အေးသေးလေးလို့ရှိရင်တော့ number သေးသေးလေးကိုလာပြီးတော့ရွေးလိုက်လို့ရပါတယ်ပြီးတော့ရင်ဒီရဲ့နေရာမှာ form color လေးကိုလာပြီးတော့ရွေးလို့ရပါတယ်form color ခရမ်းရောင်နဲ့ရိုက်မယ်ဆိုရင်ခရမ်းရောင်ရွေးလိုက်ပြီးတော့ okay ကိုနှိပ်လိုက်လို့ရပါတယ်မဟုတ်ရင်အပြာရောင်နဲ့ရိုက်ရှင်နေဆိုရင်အပြာရောင်ရွေးပြီးတော့ okay ကိုနှိပ်လိုက်ပါပြီးတော့ရင်တော့ဒီနားလေးမှာကစာလေးရှာပြီးတော့ကိုရိုက်မဲစာလေးကိုလာပြီးတော့ရိုက်လို့ရပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့ရိုက်ပြီးတော့ရင်ဒီရဲ့ဟာလေးကိုအမှန်ရှင်းနေပေးလိုက်ပါဒါဆိုရင်တော့ Photoshop မှာစာဘယ်လိုရိုက်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့သိရှိသွားပြီလို့ထင်ပါတယ်ရှင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်